မင်္ဂလာညနေခင်းပါခင်ဗျာကျွန်တော်တို့ကြာတပတေးနေ့ညနေ4နာရီခွဲမှာ3နှစ်ထွက်ခဲ့တယ်ပေါ့အစင်ပြေလားခင်ဗျာထွက်ဖို့အရန်အားကောင်းနေလို့ကျွန်တော်ရဲ့100% အပိုင်ထိုးကွာတွေကိုမမေ့မလျော့ထိုးဗီဒီယိုပါတင်ပြီးတတိပေးခဲ့ပါတယ်ဗျာမတိသေးတဲ့လူတွေအတွက်ကနန်းယူဖို့ YouTube link ကိုလည်းချထားပေးခဲ့ပါတယ်မနေ့ကဆိုကျွန်တော်ရွေးထားပေးတဲ့အပူးပဲထွက်ခဲ့တာပါအဲ့ဒီအပူးကို YouTube မှာအားလုံးအတွက် free ပဲချပေးထားတာပါ Telegram VIP channel နဲ့ Viber group မှာတော့ကျွန်တော်ရွေးပေးထားတာနဲ့ဆိုပေါ်လွယ်ကူပေါက်တာပေါ့ဗျာကျွန်တော် Telegram VIP channel နဲ့ Viber group ဝင်ဖို့ fake ခေါ်ပါတယ်တလားလုံးမှာ9000ကျပ်ပဲကြမှာပါအရန်ကြံပါတယ်သူများတွေပတ်တီးတလုံးကို9000တသိန်းတောင်းနေချိန်မှာကျွန်တော်စီမှာပတ်တီးထားပေါ်ပေါက်အားကောင်းတဲ့ပေါ်ကောင်းတဲ့အကွက်တွေနဲ့ရေမီအစုံကိုမှတလား9000ဆိုတာအရန်တန်ပါတယ်ဗျာကျွန်တော်ကိုအားပေး support ပေးချင်မယ်ဆိုရင် @lpg2d ဆိုပြီး Telegram မှာစာရိုက်ရှာလိုက်ရုံပါပဲဟုတ်ကဲ့စကားတွေလည်းများနေပြီကြော်ညာတာတွေလည်းများနေပြီမနက်ဖြန်13ရက်2လ2026တောကြနေ့အပိတ်နေ့အတွက်လုံးဝအပိုင်ကီးလုံးနဲ့ဘယ်လိုပြောရမလဲကျင်းသေးထွတ်မဲ့ကီးပေါ့ဗျာဝမ်းချင်းဆိုရင်လည်းတော်တော်သေးချပါမယ်ဗျာကီးနဲ့ဝမ်းချင်းတွေကိုစာနဲ့ချရေးပေးထားပါတယ်မနက်ဖြန်ထိုးရမယ့်ထိုးကွာတဲ့ကိုတော့ VIP group ဝင်ပြီးအားပေးပေါ့ဗျာအားလုံးပဲကျမ်းမာပြီး low in sanda တောင့်တာပေးပါစေခင်ဗျာ